ကိုရီးယားနိုင်ငံရဲ့အလှဆုံးနေရာ90တွေကတခုအပါဝင်ဖြစ်ပြီးဘူဆန်မြို့မှာရှိတဲ့စန်ကွမ်းစာလို့ခေါ်တဲ့ဗုဒ္ဓကျောင်းတော်ကိုတွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ဒီကျောင်းတော်မှာပွဲတော်ရဖြစ်တာမို့လို့လာရောက်လည်ပတ်သူတွေနဲ့ရန်ကိုစီကားနေပါတယ်။ဘတ်စကားနဲ့တောင်ပေါ်အထိတက်လို့ရပေမဲ့ကားကလည်းလူအပြည့်မို့ကားဆရာကတင်ခေါ်မသွားပါဘူး။တက်စီငါးစီတော့လေတက်စီကားဆရာကလမ်းပိတ်တာမို့လို့လမ်းလျှောက်တာကပုံမြန်နေဆိုလို့ဒီမတ်တိုင်ကနေပဲတောင်ပေါ်အထိလမ်းလျှောက်တက်ခဲ့ရပါတယ်။မှတ်တိုင်ကနေတောင်ပေါ်အထိ15မိနစ်20ခန်းလမ်းလျှောက်ရပြီးတော့တောင်ကလည်းအရမ်းမမြင့်တော့လမ်းလျှောက်ပတ်တက်ရတာအဆင်ပြေပါတယ်။တောင်ပေါ်တက်ရတာနည်းနည်းမောပေမဲ့လည်းတောင်ပေါ်ရောက်ချင်မှာပဲမောပြေစရာတွေကစီးကျလို့နေပါတယ်။ဒီကျောင်းတော်မှာပွဲတော်ရကြီးဖြစ်တာမို့လို့လာရောက်လည်ပတ်သူတွေနဲ့အရန်ကိုစီကားနေပါတယ်။လာရောက်လည်ပတ်သူတွေထဲမှာတော့ဖျားဦးတဲ့သူတွေတက်ပုံဗီဒီယိုရိုက်တဲ့သူတွေလာရောက်လေ့လာတဲ့သူတွေဖြစ်ပါတယ်။အများဆုံးကတော့ကျွန်တော်တို့လိုဗီဒီယိုရိုက်တဲ့သူတွေပါ။ဖျားဦးတဲ့သူတွေတော့မဟုတ်ပါဘူး။ဒီကျောင်းတော်ကြီးမှာဗုဒ္ဓမွေးနေ့တော်အတွက်ရောင်စုံမီးပုံးအလုံးပေါင်း4000ကျော်နဲ့ကျောင်းဝင်းကြီးရဲ့နေရာတိုင်းမှာပူဇော်ထားပါတယ်။မြတ်စွာဘုရားဖွားမြင်တော်မူတဲ့မွေးနေ့ကမြန်မာနိုင်ငံမှာတော့ကစုံလာပြည့်နေ့ဖြစ်ပြီးမေလ22ရက်နေ့ကြာသပတေးနေ့မှာကြာရောက်ခဲ့တာဖြစ်ပြီးတော့ကိုရီးယားနိုင်ငံမှာတော့မေလ24ရက်နေ့တနင်္ဂနွေနေ့မှာကြာရောက်ခဲ့တာဖြစ်ပါတယ်။ဒီကျောင်းတော်ကြီးမှာပွဲတော်ရက်ကို10ရက်တိတိကျင်းပခဲ့ပြီးတော့ဒီနှစ်2026ခုနှစ်မှာတော့မေလ15ရက်နေ့ကနေမေလ24ရက်နေ့အထိဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာတော့ဗုဒ္ဓမွေးနေ့ဆိုပြီးတနိုင်ငံလုံးရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပြီးတော့ဒီနှစ်ကတော့တနင်္ဂနွေရုံးပိတ်ရက်နဲ့ထပ်နေတာမို့လို့တနင်္လာနေ့ကိုအစားထိုးပိတ်ရက်အဖြစ်တရက်ထပ်ပိတ်ပေးပါတယ်။မြန်မာပြည်မှာရောကစုံလာပြည့်နေ့အလုပ်ပိတ်ကြလားဗျာ။မိပူဇော်ချိန်ကတော့ညနေ9နာရီတိတိအချိန်မှာဖြစ်ပါတယ်။ဒီမီးပုံးတွေကိုအလူရှင်တွေကလာရောက်လူတန်းထားပေးပြီးတော့မီးတပုံးချင်းစီတိုင်းမှာအလူရှင်ရဲ့နာမည်မွေးနေ့နဲ့စူတောင်းစာတွေလည်းပါရှိပါတယ်ဒီစံဝါစာဗုဒ္ဓကျောင်းတော်ကထေရဝါဒကျောင်းတော်မဟုတ်ပါဘူးမဟာယာနဗုဒ္ဓကျောင်းတော်တစ်ခုဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့မဟာယာနဗုဒ္ဓဘာသာရဲ့ဒုတိယအကြီးဆုံးခိုင်းဖြစ်တဲ့ချွန်ထေးခိုင်းရဲ့ဗုဒ္ဓဘိုဟိုကျောင်းတော်ကြီးဖြစ်ပြီးတော့ယဉ်ကျေးမှုအမွေနဲ့မှတ်တမ်းလည်းဝင်ထားပါတယ်မဟာယာနဗုဒ္ဓကျောင်းဆောင်ဖြစ်တဲ့အတိုင်းဆောက်လုပ်ထားတဲ့ပိဋကလက်ရာတွေကလည်းမြန်မာပြည်ကထေရဝါဒဗုဒ္ဓကျောင်းဆောင်နေနဲ့တော်တော်လေးကိုခွာခြားပါတယ်။ဖះရည်သက်ပေတာနိနံအလိုက်ဖះရုပ်ထုလေးတွေနဲ့စီမီပူဇော်တာနိနံဖះမှာလက်ရရေးဆူတောင်းဖူးမြော်တာတွေကမြန်မာပြည်ကလူတွေနဲ့တော်တော်လေးကိုတူတဲ့အချက်ပဲဖြစ်ပါတယ်။ဒီခန္ဓာထေဝါလာတဲ့ကျောင်းဆောင်ကြီးက1969ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကတည်းကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ကျောင်းဆောင်ကြီးအတွင်းမှာရှိတဲ့ထိုင်တော်မူကြောက်စစ်ရုပ်ပွားတော်မြတ်ဟာဂျိုဆွန်းခင်းနောက်ပိုင်း18ရာစု18ရာစုကလေးကထူးဆစ်ခဲ့တဲ့ရှေးဟောင်းအမွေအနှစ်တစုလည်းဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်တို့သွားခဲ့တဲ့အချိန်ကလူရန်စီပြီးလူရန်တစ်ပိတ်နေတာမို့လို့ကျောင်းတော်ကြီးတွေဝင်ရောက်ပြီးဖူးမြော်ခွင့်မရှိခဲ့ပါဘူး။ကဲဘူဆန်ကိုရောက်ဖြစ်ခဲ့ရင်တော့စိတ်အေးချမ်းမှုရောအလှပဆုံးဓာတ်ပုံရောဗီဒီယိုတွေပါရစီမယ်ဒီစမ်းကွမ်းစာဖရားကျောင်းကိုတော့မလဲမသေးလာလဲကြဖို့တိုက်တွန်းပါတယ်ဗျာ။ကျွန်တော်ကတော့ကိုရီးယားတွေကဆူတောင်းရင်ပြည့်တယ်ဆိုလို့ကိုရီးယားလူတို့ဒီအခါတရလောက်ပေါ့ပါစီလို့ဆူတောင်းပြီးပြန်ခဲ့လိုက်ပါတယ်ဘိုင်ဘိုင်